ဟုတ်အားလုံးမင်္ဂလာပါဒါလေးကဒီနေ့ပို့အောင်ပစ္စည်းလေးနော် ST212 gram meter တောင်ကြီးနဲ့တခြားနယ်တစ်ခုပေါ့နော်တောင်ကြီးရဲ့တင်ငန်းကျွန်းပို့ရမှာလေအဲ့တော့ဒီကောင်လေးကဘယ်လိုလုပ်လဲဆိုတော့ဒီကောင်ကremote တက်ခဲနှလုံးထည့်သုံးရတာနော် remote တက်ခဲနှလုံးထည့်သုံးရတာနောက်ကဒီကောင်လေးကအပေါ်အဲ့တော့ဒီကောင်လေးကိုပေါက်ဖွင့်လိုက်မယ်ကျွန်တော်တို့ auto ဆိုရင်ကျွန်တော်တို့ဘယ်မှာရွှေ့ကြရမလို့เนาะဖိုးတွေအုံးတွေဘာမှရွှေ့ကြရမလို့အော်တိုမှာထားပြီးဖိုးတွေအုံးတွေအလွယ်တကူတိုင်းလို့ရမယ်เนาะဒီမှာအနီရောင် product ထည့်မယ်ဒီမှာအနက်ရောင် product ထည့်မယ်เนาะပြီးရင်နောက်တစ်ခုကကျွန်တော်တို့ diode scale တိုင်းတာเนาะ diode scale တိုင်းတာနောက်တစ်ခုကကျွန်တော်တို့ capacitor တိုင်းတာ capacitor ကျွန်တော်တို့ရိုးရိုး multimeter တွေမှာ capacitor တိုင်းလို့မရအောင်เนาะ capacitor ကောင်းမကောင်းဒါလေး nano farad နဲ့ဖြုတ်တိုင်းမှရမယ်เนาะဒါဆိုရင် DC millivolt တိုင်းတာ DC 1 volt အောက်တွေတိုင်းတာဒါဆို AC 1 volt အောက်တွေတိုင်းတာเนาะဒါဆိုရင် DC ampere တိုင်းတာဒါဆို DC ampere တိုင်းတာအဲ့လို DC ampere တိုင်းမယ်နောက်ကခဏန်းတွေကဒီလိုမျိုးအများကြီး point နေရများနေရဆိုရင် V တစ်ချက်နှိပ်လိုက်အဲ့ဒါဆိုနှိပ်သွားမယ်เนาะအဲ့တော့ကျွန်တော်တစ်ချက်တိုင်းပြပြီเนาะမီဒီလေးเนาะ DC မီဒီလေးကိုကျွန်တော်တိုင်းပြပြီမယ်0.8 ပေါ့เนาะ 0.8 အဲ့တော့သူ့ရဲ့အားစားနှုန်းကိုသိရင်ကျွန်တော်တို့တွဲဖို့နဲ့မျှော်တယ်เนาะ 0.8 ပဲเนาะ 0.8 ပဲเนาะဟုတ်အဲ့တော့တွဲဖို့နဲ့မျှော်လိုက်သူ့ရဲ့ကွက်ကိုထွက်လာမယ်เนาะမိသည့်ရဲ့အားစားတဲ့ကွက်ထွက်လာမယ်နောက်တစ်ခုက ACM ပြာ ACM ပြာလည်းအဲ့လိုပဲပေါ့เนาะသူကကျွန်တော် Air 1 သမားဆိုတည်တယ်ကျွန်တော်တို့ကြိုးကိုခွာတိုင်းလိုက်ရပြီเนาะနောက်တစ်ခုက live ဆိုတာကျွန်တော် neutral နဲ့ line ခွဲတာဒီ product လေးကိုထည့်ပြီး neutral နဲ့ line ခွဲတာเนาะဒါလေးကတော့ကျွန်တော် temperature sensor ဒါသူ့ရဲ့ temperature sensor ပါတယ်ကျွန်တော်တို့ရေနွေးအိုးတို့ဘာတို့ထည့်ဖို့ဒီ temperature sensor ထိုးထည့်ပြီးတော့ရေနွေးအိုးတို့ဘာတို့ထည့်ဖို့ဒီကောင်လေးနှက်လိုက်ရင် temperature တက်လာလိမ့်မယ်เนาะโอเคနောက်တစ်ချက်ပြန်နေလိုက် auto အစပြန်ရအောင်နောက်ဒီကောင်က hold ခလုတ်နောက်ဆုံးကဒီကောင် hold ခလုတ်ဆိုတော့ဒီကောင်ကကျွန်တော်တို့တိုင်းပြီးသွားရင် hold ထားလို့ရတယ်နောက်တစ်ခုကဒီကောင်မီးပါတယ်ဒီကောင်လေးကိုကြာလေးဖိထားလိုက်ဒီရှေ့မှာဓာတ်မီးပါတယ်เนาะဒီမှာဓာတ်မီးပါเนาะဓာတ်မီးကိုပြန်ပိတ်ခြင်းဖိထားတယ်เนาะအဲဒါဓာတ်မီးပိတ်သွားပြီเนาะအဲ့တော့နောက်တစ်ခုကကျွန်တော်တို့ဒီမှာ NCV mode ပါသေးတယ် NCV mode ကဘာလို့တာလဲဆိုတော့ကျွန်တော်တို့တက်ကြိုးရဲမှာလျှက်စစ်ရှိမရှိမီးပုတ်ထဲမှာလျှက်စစ်ရှိမရှိတိုင်းเนาะဒါဆိုလျှက်စစ်ရှိနေတယ်ပေါ့เนาะကျွန်တော်တို့မီးပုတ်ထဲမှာအဲ့လိုမျိုးတိုင်းတာเนาะကျွန်တော်တို့တက်ကြိုးကိုဂိုင်းတော့မယ်ဆိုရက်စစ်မရှိကိုဒီကောင်နဲ့တိုင်းလို့ရတာပေါ့နော်ဟုတ်ဒါလေးပါပဲဒါလေးကိုကျွန်တော်ဒီနေ့မပို့ခင်စမ်းပြပေးတာအားလုံးပဲကျေးဇူးပါဗျာ